နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်မေလ23ရက်စနေနေ့ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး3အငယ်9မှ18ထို့မှတပါပျောက်တတ်သောရောင်ကြီးတည်ဟူသောမောရှေ၏မျက်နှာမှထွက်သောရောင်ကြီးကြောင့်ဣသရေလအမျိုးသားတို့သည်သူ၏မျက်နှာကိုစေစေမကြည့်ရှုနိုင်သည့်တိုင်အောင်ကြောက်ပြားပေါ်၌အခရာတင်၍ရေးထားသောသေခြင်း၏တရားသည်ဘုံအာနုဘော်နှင့်ပြည့်စုံသည်မှန်လျင်ထိုမြတ်မကဝိညာဉ်တော်တရားသည်ဘုံအာနုဘော်နှင့်အလွန်ပြည့်စုံရလိမ့်မည်မဟုတ်လောအပြစ်စီရင်တတ်သောတရားသည်ဘုံအာနုဘော်ရှိလျင်ထိုမြတ်မကဖြောင်းစီတတ်သောတရားသည်ဘုံအာနုဘော်နှင့်သာ၍ကျွယ်ဝပြည့်စုံလိမ့်မည်နောက်ဖြစ်သောဘုံသည်အလွန်မြတ်သောကြောင့်ဘုံရှိဘူးသောအရာသည်ဘုံကွယ်လျက်ရှိ၏ဘယ်ရှင်းရသောအရာသည်ဘုံရှိလျင်တည်နေသောအရာသည်သာ၍ဘုံရှိလိမ့်မည်ထို့သောယုံကြည်မျှော်လင့်ခြင်းရှိသည်ဖြစ်၍ငါတို့သည်ထေဝချင်းအရှင်းမရှိအတိအလင်းဟောပြောကြ၏ဘယ်ရှင်းသောအရာ၏အဆုံးကိုဣသရေလအမျိုးသားတို့သည်စိစိမကြည့်ရှုစေခြင်းကမောရှေသည်မိမိမျက်နှာကိုဖုံးအုပ်တကဲ့သို့ငါတို့သည်မပြုကြသူတို့စိတ်နှလုံးသည်မိုင်မဲလျက်ရှိ၍ယခုတိုင်အောင်ဓမ္မဟောင်းကျမ်းစာကိုဖတ်ကြသောအခါအနက်အဓိပ္ပာယ်သည်ဖုံးအုပ်လျက်ရှိ၏အကြောင်းမူကားခရစ်တော်အားဖြင့်သာထိုဖုံးအုပ်ခြင်းအကြောင်းကိုပယ်ရှင်းရ၏ယခုတိုင်အောင်လည်းမောရှေ၏ကျမ်းစာကိုဖတ်ကြသောအခါသူတို့စိတ်နှလုံးသည်ဖုံးအုပ်လျက်ရှိသေး၏သို့တော်လည်းဘုရားသခင်ထံတော်သို့ပြောင်းလဲသောအခါထိုဖုံးအုပ်ခြင်းအကြောင်းကိုပယ်ရှင်းလိမ့်မည်သခင်ဘုရားဟုဆိုသောဝိညာဉ်တော်တရားကိုဆိုလိုသည်သခင်ဘုရား၏ဝိညာဉ်တော်တရားသည်လွတ်ချင်းချမ်းသာကိုပေးတတ်၏ငါတို့ရှိသမျှသည်မျက်နှာဖုံးကိုဖွင့်လျက်မှန်ကိုကြည့်တကယ်သို့သခင်ဘုရား၏ဘုန်းတည်တော်ကိုကြည်မြင်၍ဝိညာဉ်တော်တရား၏အရှင်သည်ရောင်ကြီးတော်ကိုလွတ်တော်မူသည့်အတိုင်းငါတို့သည်ဘုန်းအသွေးတိုးပွား၍ပုံတရံတော်နှင့်အညီပြောင်းလဲခြင်းရှိရကြ၏သခင်ဘုရားသည်ဝိညာဉ်တော်ဖြစ်၏သခင်ဘုရား၏ဝိညာဉ်တော်ရှိရာအရပ်၌လွတ်လပ်မှုရှိ၏ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး3အခန်းငယ်19စံမီတမန်ကျမ်းမူခရစ်တော်၌လွတ်မြောက်ခြင်း1849ခုနှစ်တွင်ဗာဂျီးနီးယားပြည်နယ်မှဂျွန်ဘွားမှလွတ်မြောက်လာသူဟန်ရီဘော့က်စ်ဘရောင်းသည်ကုံကြောက်ဟုမှတ်သားထားသောတစ်သားတစ်တာတဲတွင်ကွေးနေလိုက်ပြီးသူတငယ်ချင်းနှစ်ဦးကထိုတစ်တာကိုရစ်ချမန်မြို့မှဖီလာဒဲဖီးယားမြို့သို့ပို့ဆောင်ခဲ့သည်ဘရောင်းသည်26နာရီကြာသည့်ခရီးစဉ်တွင်လေဝင်လေထွက်အတွက်အပေါက်ငယ်3ပေါက်ဖောက်ထားသော3ပေ1.5ပေ2ပေအရွယ်တစ်တာအတွင်း၌ရှိနေခဲ့သည်ကျွန်စနစ်ဖြတ်သိမ်းရေးသမားများကဘရောင်းကိုတစ်တာထဲမှဆွဲထုတ်စဉ်လွတ်လပ်မှုကိုဂတိပေးသောဖျားရှင်အပေါ်သူ၏မျှော်လင့်ချက်ကိုဖော်ပြသည့်ဆာလံ40ကိုသူတည်ဆိုခဲ့သည်ဘရောင်းကနောက်ပိုင်းတွင်ဝိညာဉ်နာခိုရာခိုင်မာတည်ကြသောကြောက်ဆူးဖြစ်သည့်လွတ်မြောက်ဖို့ရန်မျှော်လင့်ချက်၏တကိုးကကျွန်ုပ်အထက်၌လှုပ်ရှားနေသည်ကျွန်ုပ်ကဲ့သို့လွတ်လပ်မှုကိုပိတ်ပင်ခြင်းမခံရပါက၎င်းကိုသင်နားမလည်နိုင်ဟုရေးသားခဲ့သည်ကျွန်ုပ်တို့၏နှလုံးသားနှင့်ကဘာတွင်ဖျားသခင်၏အဓိကလှုပ်ဆောင်မှုမှာလွတ်မြောက်မှုအတွက်ဖြစ်သည်ကိုရော၏ဉာဏ်ပညာသည်ဝိညာဉ်ရေးရာလွတ်မြောက်မှုစီသို့ဥတီစေတော်လဲမှားယွင်းသောဉာဏ်ပညာကဖိနှိပ်မှုသို့ဥတီစေသည်သခင်ဖျားသည်ဝိညာဉ်တော်ဖြစ်၏သခင်ဖျား၏ဝိညာဉ်တော်ရှိရာအရပ်၌အပြစ်သေခြင်းနှင့်ပြစ်ဒဏ်မှလွတ်လပ်မှုရှိ၏ဟုရှင်ပေါလုကဆိုသည်ကျွန်ုပ်တို့သည်ဖျားသခင်စကားနားထောင်ပြီးကိုတော်၏အလိုတော်လမ်းစဉ်ကိုလိုက်လျှောက်သောအခါရလတ်မှာလွတ်မြောက်မှုဖြစ်သည်
ဝမ်းနည်းစရာမှာထိုအချက်နှင့်ဆန့်ကျင်ဘက်သည်လည်းအမှန်တရားဖြစ်သည်ကိုတော်အားလစ်လူရှုပြီးသူ၏ဖိတ်ခေါ်ချက်ကိုညှင်းဆန်သောအခါကျွန်ုပ်တို့သည်ထောင်ချောက်၌မိပြီးချုပ်နှောင်ခံရသည်ဖျားသခင်သည်ဝိညာဉ်တော်အားဖြင့်ကျွန်ုပ်တို့ကိုလွတ်မြောက်စေပြီးပြောင်းလဲစေသည်သို့သောအပြစ်နှင့်မနာခံမှုသည်ကျွန်ုပ်တို့ကိုချုပ်နှောင်သည်တခါတရံ၌ဖျားသခင်ကကျွန်ုပ်တို့၏အလားအလာကောင်းများနှင့်ပျော်ရွှင်မှုကိုကန့်သက်တားဆီးသည်ဟုကျွန်ုပ်တို့မှတ်ယူထင်မိသည်စင်စစ်ကိုတော်သည်ကျွန်ုပ်တို့အားကျေပြန့်သောအနာဂတ်သို့ပို့ဆောင်ပေးနိုင်သူတစ်ပါးတည်းသာစစ်မှန်သောလွတ်လပ်မှုသို့လမ်းညွှန်ပေးနိုင်သူဖြစ်သည်အသက်တာ၏မြည်သည့်ကန္တာတွင်ပိတ်မိသည်ဟုခံစားရသည်။လွတ်မြောက်မှုသို့ပို့ဆောင်ပေးမိဖျားသခင်၏ဆန္ဒကိုသင်မြည်သို့ခံစားသိရှိရသည်။ချစ်တော်ဖျားသခင်ကိုယ်တော်၌ပြောင်းလဲပြီးလွတ်မြောက်နိုင်စေရန်ကျွန်ုပ်ကိုမဆတော်မူပါ။သခင်ယေရှုနာမ၌တောင်းလျှောက်ပါ၏။အာမင်။နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမပြည့်စုံကြွယ်ဝသောဘဝအသက်တာများဖြစ်တည်နိုင်ကြပါစေ။